မင်္ဂလာပါခင်ဗျာ UK တူဒီ channel ကနေကြိုဆိုပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့ channel နာမည်ကတူဒီ KSM ပေါ့နော်အခုကကျွန်တော် UK တူဒီဒီ channel ကနေကျွန်တော်လာပြီးတင်ပေးတာဖြစ်ပါတယ်ကျွန်တော်ပုံမှန်တင်ပေးနေကြ account ဖြစ်တဲ့ UK တူဒီ channel ဟာကျွန်တော် channel ပြတ်သွားခဲ့တယ် YouTube ကအဘန်းခံရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီတူဒီ KSM ဆိုတဲ့ channel ကနေပြီးတော့ကျွန်တော်ရဲ့ဒီ channel လေးကလည်းကျွန်တော်ယူသုံးတော့မှာပေါ့နော်ဒီရှေ့ချောင်းကျွန်တော်ပဲသုံးတော့မှာဖြစ်တဲ့ကြောင့်မို့လို့ဒီ channel လေးကနေပြီးတော့ကျွန်တော်ဒီ UK 2D နဲ့ပတ်သက်တဲ့ပုံမှန်တင်ပေးနေတဲ့ content တွေကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော် UK 2D channel လို့ပဲကျွန်တော်သုံးလုံးပါမယ်ခင်ဗျာ 2D KFSN ဆိုတဲ့နာမည် channel နဲ့ UK channel ကတော့အတူတူပါပဲခင်ဗျာကျွန်တော်ရဲ့ UK ဆိုတဲ့ UK 2D ဆိုတဲ့နာမည်ကတိတ်ပြီးတော့အဆင်ပြေဖြစ်တာလား YouTube ကပဲကျွန်တော်တင်ပေးတဲ့ကျွန်တော်တို့တင်ပေးတဲ့ video file တွေပဲအဆင်ပြေဖြစ်တာလားမသိဘူးပေါ့နော်အဲကြောင့်မို့ကျွန်တော်ရဲ့ channel တွေက၄-၅ ခုလောက်ရှိပြီ subscriber 9000channel နှစ်ခုအဘန်းခံရတယ် subscriber 1000ကျော်2000ကျော်3000ကျော် channel ကြီးကျွန်တော်အဘန်းခံရတယ်ပေါ့နော်အဲကြောင့်မို့လို့ကျွန်တော်အခုကျွန်တော်ရဲ့ဒီ 2D KFSN ဆိုတဲ့နာမည်လေး sorry ကျွန်တော်ဒီ 2D KFSN ဆိုတဲ့နာမည်လေးနဲ့ပဲဆက်ပြီးတော့run မယ် UK လို့လည်းကျွန်တော်ထည့်ပေးထားတယ်ပေါ့နော်ဒါ UK channel လည်းဟုတ်သလို 2D KFSN channel လည်းဟုတ်ပါတယ်ခင်ဗျာအဲကြောင့်မလို့တချို့အမျိုးတွေကတော့ကျွန်တော် UK 2D ကိုchannel ရှာမတွေ့တဲ့ကြောင့်မလို့ကျွန်တော်ချီကိုလာပြီးတော့ဆက်သွယ်ကြတယ်ပေါ့နော်ကျွန်တော်တပတ်စာကလေးပေးပါအောင်ဆိုပြီးလာဆက်သွယ်ကြတယ်ပေါ့နော်တပတ်စာကမထွက်သေးပါဘူးဒါပေမဲ့တခုတော့ထွက်သွားပြီတပတ်စာမိုးရှိသည်ဖြစ်တဲ့လေးထိတ်ကထွက်သွားခဲ့ပါပြီခင်ဗျာအခု channel သေးတဲ့အခွင့်အခွေဖြစ်တဲ့အဲ့ခွင့်အခွေကလည်းမိမိ channel တဲ့အခွေကိုလိုက်လို့ရပါတယ်ခင်ဗျာဒီ channel လေးsorry ဒီကလေးပေါ့နော်ဟုတ်ကဲ့ပါနောက်တစ်ခုကတော့ကျွန်တော်ရဲ့ Viber channel join ထားတဲ့အမျိုးတွေကတော့ကျွန်တော်3ပတ်တီကျွန်တော်ပေးထားတာရှိတယ်ပေါ့နော်3ရက်မွေးစာတော့ပတ်တီဆိုပြီး3ပတ်တီကျွန်တော်ပေးထားတာရှိတယ်အဲ့ဒီပတ်တီကဆိုရင်ဖြစ်ထွက်သွားခဲ့ပြီကျွန်တော်4-3ဆိုပြီးထွက်သွားတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်အင်္ဂါပေါ်တခုကြတာပြီ3ရက်ပေါ့နော်ကျွန်တော်ချိန်မှာအဖို့ဝင်လို့ရပါတယ်ဖို့ဝင်ကြီးကတော့9000ကျပ်ပါပဲခင်ဗျာဒီ view file တော့subscribe ဒီ video sorry ဒီ channel ကို subscriber နေတဲ့အတွက်ကြောင့်မလို့ကျေးဇူးပြုကျွန်တော်ဒီ channel လေးကိုshare ပေးလို့ရရင်ကျွန်တော် video share ပေးလို့ရရင် share ပေးပါကျွန်တော်ရဲ့ channel လေးကို subscribe မနေရသေးရင်ချပေးပါနော်ဟုတ်ကဲ့ပါကျွန်တော်တို့ရှိမှာကျန်3ရက်စာအင်္ဂါပေါ်ထိုးကြလာပြီး3ရက်စာမှာအဖို့ရင်တဲ့မျိုးတွေကတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်25114348ရဲ့ Viber မှာဆက်သွယ်လို့ရသလို941938659ဖုန်းဆက်သွယ်ပြီးတော့လည်းအဖို့လာရောက်ပြီးဝင်လို့ရပါတယ်ဖုန်းတွေကတော့9000ကျပ်ပါပဲခင်ဗျာဟုတ်ကဲ့ပါတရက်စာလည်းကျွန်တော်တို့အင်္ဂါနေ့တက်စာအတွက်နေတဲ့1 chain လေးကိုကျွန်တော်ပြပြပေးပါမယ်အင်္ဂါနေ့တက်စာအတွက်နေတဲ့1 chain နေရတော့နှစ်ခွန်1 chain ဖြစ်ပါတယ်ခင်ဗျာနှစ်ခွန်1 chain မှာနေကုန် break ကတော့813 break ဖြစ်ပါတယ်နှစ်ခွန်1 chain ကိုကျွန်တော်ပတိနေပြီးဆော့နေတယ်ဆိုလို့ရှိရင်ဆော့လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါနှစ်ခွန်1 chain မှာ main quest နေရတော့နှစ်1နဲ့ခွန်3 main quest ဖြစ်ပါတယ်နှစ်1sorry နှစ်1ခွန်1ခွန် main quest ဖြစ်ပါတယ်ခင်ဗျာနှစ်1ခွန်main quest ဖြစ်ပါတယ်ဒါကတော့အင်္ဂါတက်စာအတွက်နေတဲ့1 chain နဲ့ play လေးဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီးတော့ဝင်ပေးကြပါဦးခင်ဗျာကျွန်တော် channel လေးခဏအဖြတ်ခံရတယ်ပေါ့နော်အကြောင်းမို့ကျွန်တော် channel အဖြတ်ခံရတဲ့ကျွန်တော် channel အသစ်ဖွင့်ပြီးတော့ကျွန်တော်channel အသစ်ဖွင့်ပြီးတော့ကျွန်တော် 2D UK 2D ရဲ့ content တွေကိုတပတ်စာကတ်လေးကိုမှတင်ပေးပါမယ်ခင်ဗျာကျွန်တော်UK channel မတွေ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဆက်သွယ်ပြီးတော့လာရောက်ပြီးတော့အားပေးတဲ့မျိုးတွေကိုလည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဖုန်းကျင်တဲ့မျိုးတွေကတော့ကျွန်တော်ရဲ့ TV file လေးကိုကြည့်ပြီးနောက်ပိုင်းမှာလာရောက်ပြီးတော့ဖုန်းနေရပါတယ်အင်္ဂါဗုဒ္ဓဟူးဇရာပေ3ရက်စာအတွက်3ရက်မွေးပတ်တိနဲ့ main quest ဖြစ်ပါတယ်ခင်ဗျာဒါလေးကိုလာပြပြပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ